တန်းနေပြီခရီးတွေပါရောနည်းနည်းလေးတော့ပြန်တော့စောင့်နေရတယ်ဆိုပေမဲ့ Skylar တကောင်မှာတန်းသွားရင်လည်းကြီး YG ကျွန်တော်ရဲ့မြန်မာအသင်းအနိုင်ရရှိခဲ့ပြီဗျာတကယ်ကောင်းပါတယ်ဟာ Oh my god အဲ့ဒါလား on လို့မေးလာအောင်ရောက်ရင် Oh my god only indo တော့ကျွန်တော်ဘတ်ဆောင်1မှာအကောင်းမွန်ဆုံး performance တွေနဲ့ my god YG မြန်မာအသင်းအနိုင်ရရှိခဲ့ပါပြီခင်ဗျာ ရင်းရဲဆိုတာရကောင်းလိုက်တာလို့ what the hell ကောင်းလိုက်တာရောက်ရေ ရင်းရဲဆိုတာစောင်းဝမ်းထိနေရရင်းရဲတော်ထမ်းတာပဲရောက်ရေ ရင်းနဲ့လီဒါရဲ့လောက်ကွက်တွေပဲဘရိုတပွဲ ထ လုံး မ်းနေရောက်လက်မလေးသဲလေးရှင်းကြမယ် အားရစရာကောင်းလိုက်တဲ့ပြိုင်ပွဲဗျာအားရစရာကောင်းလိုက်တဲ့ပွဲဟာ မြန်မာအသင်းတွေကိုအရန်ထင်သေးနေတဲ့ကောင်တွေအခုချိန်ပြတ်ပိတ်နေလာပြီတို့နော် တီးခံရဟို ဟာဘလက်ရ ဒီလိုနဲ့မြန်မာနဲ့တွေ့တိုင်းဟာ အသင်းတွေကိုရိုက်ခွဲ